တကွားကြီးကိုနောက်ကြော်မစားပါနဲ့တော့ဒီနေ့သမီးသားစုလုံးအံ့ဩသွားစေမယ်နတ်တူတာလို့စားနေလေတင်ဖေးမယ်ကြည်ရတာလှသလိုစောလို့လည်းကောင်းစားလို့လည်းအယမ်းကောင်းတယ်သမီးသားစုလုံးကြိုက်မှာအသေးချပဲအရင်ဆုံးတန့်စင်ထားတဲ့တကွားကြီးကိုအတုံးလေးတွေလီးပါပြီးရင်ဖြော်စက်ထဲထည့်ရေ600မီလီလီတာလောက်ထည့်ပြီးတခွားသီးရေရအောင်မြန်လေးကြိုက်လိုက်ပါပြီးရင်အဖတ်လေးတွေစစ်ထုတ်ပြီး Oral Tech တကြား30 gram နဲ့ White Konjac Jelly Powder 50 gram ထည့်ပါဒီအမှုန့်ကအနက်အရာသာလည်းကောင်းတယ်လို့အေးခဲတာလည်းအယမ်းမြန်တယ်ကလေးရောလူကြီးပါစိတ်ချလက်ချစားလို့ရပါတယ်မီးပြင်းနဲ့ပျော်တော့အောင်မှွေပြီးစူအောင်တီလိုက်ပါအဲ့ဒီနောက်လေမော်သီးလေးတွေကိုအခွန်းနွားတူနဲ့ထိုးပြီးဖန်ကွက်ထဲပါပြီးရင်ကြိုထားတဲ့တခွားသီးရေတွေကိုလောင်းထည့်ပြီးအလိုအေးသွားအောင်ထားလိုက်ပါခဲသွားပြီဆိုရင်ခွက်ထဲကထုတ်ပြီးအချလိုက်လေးတွေလီးလိုက်ပါဒါဆိုရင်တော့တခွားသီးကြောက်ကြော်လေးရပါပြီချိုးမြင်အေးမြပြီးအီရာဒီကိုလည်းပြေးစေပါတယ်လုံနီးတီးသွားပြီဆိုတော့စမ်းလုပ်ကြည့်ကြနော်